ဒီနေ့နေစားတည့်ရနေဆိုတော့လေဒီနေ့တိုင်းလုပ်ဖြစ်တဲ့အရာလေးပေါ့နော်အဖေနဲ့အမေပေါ့အမေတို့ချစ်တဲ့ညတ်တယ်လက်တဲ့ညတ်တယ်ပြီးတော့အဲ့ချီစီးရေလက်စီးရေနဲ့ခေါင်းလျှော့တယ်ပေါ့နော်နေတိုင်းလုပ်တဲ့အချိန်ဒီချိန်ကိုကျွန်တော်အမြဲလုပ်ဖြစ်တာအဲ့ဒီနေ့အမေနာလာပြီးတော့နောက်ဆုံးချစ်တဲ့လက်တဲ့အရင်ညတ်တယ်ကလင်းစင်းလုပ်ပြီးတော့ပေါ့နော်အမေကအမြဲတမ်းချစ်တယ်ဆိုရင်ကုတ်တယ်လေအဲ့ဆိုသူတေးချာရေးလုပ်ပြီးမှရပြီးတော့ခေါင်းလျှော့တယ်တေးရောနဲ့ပေါ့တေးရောကင်မောလေးနဲ့ခေါင်းလျှော့ပြီးတယ်စကားလေးဟိုပြောဒီပြောလေးနဲ့ပေါ့လျှော့တယ်နှိပ်တယ်အဲ့လိုမျိုးမေနာလာပြီးတော့ပေါ့နော်အချိန်လေးပေးပြီးတော့အဲ့လိုခေါင်းလျှော့ပေးတယ်အဲ့ဒီအမေခေါင်းလျှော့ရည်ရဲခြေဆေးရည်လက်ဆေးရည်နဲ့ကျွန်တော်ခေါင်းပြန်လျှော့တာပေါ့နော်ဒါကတော့ကျွန်တော်တချမ်းနဲ့တက်ကူနဲ့ဆက်တရက်နဲ့ရက်အဲ့လိုမျိုးနေ့တိုင်းကျွန်တော်နေ့တိုင်းလုပ်ဖြစ်တာပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးအညက်တွေမကောင်းတဲ့အကြံစီနဲ့တချို့တွေကကျွန်တော်တို့စီးပွားရေးသမားချစ်ဆိုမကောင်းတဲ့အကြံစီတွေစီးကြလေကိုကမမြင်ရဘူးဆိုတော့မြတ်တာပဲထားပြီးတော့တရားလေးကိုကျွန်တော်နေတိုင်းလို့ဖြစ်တယ်အတူလည်းယူယူချင်တော့ပေါ့နော်ကိုကလူငယ်လေးတွေအားလုံးလေမလုပ်တဲ့အရာကိုမလုပ်နေနဲ့အဲ့အမေဘလို့တော့ယူရဲဆိုတော့မပြောချမ်းသာပါပဲဒီနေ့ဒီရက်စားပြီးထိတ်ခဲလေးကလေးကြော်လာနိုင်ပြီးတားကောင်းရတဲ့နောက်ဖြစ်ပြီးအောင်မြင်ထင်ရှားသောတားရတဲ့နောက်ဖြစ်ပြီးလူလမ်းမြောင်တဲ့အခြေခဲနေမိဘပေါ်မှာမကောင်းတော့စိတ်မကောင်းတော့တိတ်ခမ်းများအပြင်းများရှိခိုင်းတဲ့ဒီနေ့ဒီချိန်မှာကြည်ပါစေ